တစ်တော့နေဖေးပုံတွေကိုတာမဖော်သုံးပြီးရေးနေတုံးတာဘလို့A font လေးကိုသုံးယူပြီးတော့ခုလိုမျိုးနာမည်လှလှလေးတွေဘယ်လိုရေးရမလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်ပထမဆုံးဖုန်းထဲမှာရှိတဲ့ Play Store ထဲကိုဝင်လိုက်မယ် Play Store ထဲမှာအခုကျွန်တော်ပြထားတဲ့ A font လေးကိုရှာပြီးတော့ download ဆွဲလိုက်ပါ download ဆွဲပြီးရင်ကျွန်တော်တို့က open လေးကိုတစ်ချက်နှိပ်လိုက်မယ်ဒါပြင်ကျွန်တော်တို့က get started လေးကိုတစ်ချက်ထပ်နှိပ်လိုက်ပါဒါပြင်ဒီနေရာမှာကိုကြိုက်တဲ့မူတက်ကလေးကိုထားလိုက်မယ်ထားပြီးတော့အောက်မှာပါတဲ့ get started ကိုတစ်ချက်ထပ်နှိပ်မယ်ဒီနေရာမှာ enable font keyword ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါဒီနေရာမှာ font ဆိုတာလေးကပိတ်နေမယ်ဆိုရင်ဒီနေရာလေးမှာကျွန်တော်တို့ကဖွင့်ပေးလိုက်မယ်ပြီးရင်ကျွန်တော်တို့က OK ကိုနှိပ်မယ်ဒါပြင် OK ကိုဆက်နှိပ်လိုက်ပါဒါပြင်ကျွန်တော်တို့က back လေးနဲ့တစ်ချက်ပြန်ထွက်မယ်ဒါပြင် switch to font ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါဒီမှာ font ဆိုတာလေးကိုနှိပ်ပေးလိုက်ရင်ရပါပြီဒါပြင်ပေါ်မှာပါတော့ OK လေးကိုနှိပ်လိုက်ပါဒီမှာ theme ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်မယ်ဒါ font ရဲ့ background လေးကိုကိုကြိုက်တဲ့နေရာလေးကိုရွေးမယ်ရွေးပြီး apply ဆိုတာလေးကိုနှိပ်ပေးလိုက်လို့ရှိရင်ရပါပြီဒါဆိုလို့ရှိရင် A font လေးနဲ့ကျွန်တော်တို့ခုလိုမျိုး design ဆန်းဆန်းနာမည်လေးတွေကိုရေးလို့ရမှာပဲဖြစ်ပါတယ်ကျွန်တော်က comment မှာလည်း like မှန်ဖို့ sticker လမ်းလေးတွေလည်းဒီမှာအများကြီးပါတယ်ဗောနော်ဟုတ်ကဲ့ပါဒီ video လေးဟာမိတ်ဆွေတို့အတွက်သုံးမယ်ဆိုရင် sick လို့လေးကိုနှိပ်ခဲ့ပါနောက်လည်းခုလိုမျိုးဘုဒ္ဓချက်လက်လေးတွေသိရှိအောင်ကျွန်တော်ရဲ့အကောင့်လေးကို follow လုပ်ခဲ့ဖို့မမေ့ပါနဲ့ဗျ